ရခိုင်စားစာ ခိုင်မှုတီခိုင်မှုတီပြင်မလားရှင် ပြောပါ ရခိုင်ငပိချက် ရခိုင်ငပိချက် ခိုင်ငပိရှက်ဟုတ်လို့လားခိုင်ငပိရှက်မဟုတ်ပါဘူးခိုင်မှုတီမလား အဖြေကအိတ်ငိုင်နေတော့ငပိချက်တယ်အော်မရှိဘူးလေဒီမှာခွင့်ရရခိုင်စားစာတစ်ခုလောက် ရခိုင်မဟုတ်ဒီ အိုး easy အဖြေကအရောက်တရားစဉ်းစားတော့ရိုးလေလွယ်လေပဲကဲဘာလို့မလဲဟောဖြေမှသူရအိုးနေရာယူပါ โอเคခိုင်စားဇာတိရှိလေကျွန်တော် guide ဆိုတာခိုင်မှုတီပတကားလေးတုတ်ငါနေတူတုတ်ရရှိကျွန်တော် guide တယ် အော်ရမ်းလွယ်နော်ရိုးရိုးလေးပဲစဉ်းစားအရင်ခက်ခက်မစဉ်းစားရခိုင်ဆိုရခိုင်မဟုတ်ဒီရမ်းတာတုတ်လိုက်သူ့သူကွက်တီပဲဟုတ်ပြီကဲ maybe ရခိုင်စားတာတစ်ခုလောက် ရခိုင်မဟုတ်ဒီတော့ မုတ်တီတုတ်အဖြေက တူတူရ နော်ဤ ရွက်တော့ ရခိုင်စားစာ ရွက်တော့ ရွတ်တုတ်အဖြေက ဝဲတုတ် အေးပေါ့အခေါ်ဝရှိရခိုင်ခေါ်ဝရှိရသိလားတဲ့ အဲ့လိုတော့မသိဘူးအဲ့လိုတော့ Okay စင်တူရဲဆိုရင်ကွန်ပျူတာရပါတယ် ပြောဦးလို့ဘာလို့လဲတောက်တာပေါ့ Okay သိပြီဆိုတနတ်တုတ်ကိုပြောလာမသိဘူးဟုတ်တယ် ဟုတ် အတုတ်ပေါ့ Okay ဟုတ်ပြီနောက်တစ်ယောက်ရခိုင်စားစာ အနီတူတော့ ငန်နီတူတုတ် တုတ်ပါတယ်